ဒီကနေ့ဟောပြောချင်တာကတရားမျှတမှုဆိုတာနော်မတရားမှုနဲ့တရားမျှတမှုတရားမျှတတယ်မတရားဘူးဆိုတာရဲ့ဒီနှစ်ခုကဘာကြောင့်ရှိနေတာလူသားတွေရဲ့အလဲမှာသာမဟုတ်တတ္တလောကကြီးတစ်ခုလုံးမှာတရားမျှတမှုဆိုတာပါဠိလိုဓမ္မစရိယာရှမ်းမျိုးသားတွေတန်ထွက်မယ်ဆိုရင်ဓမ္မကြရိယာလို့ထွက်မယ်နော်ဓမ္မကြရိယာဓမ္မစရိယာဆိုတာတရားမျှတတဲ့အကျင့်တရားနိလန်းအတိုင်းကျင့်သုံးမှုဓမ္မစရိယာလို့ခေါ်တယ်သမစရိယာဆိုတာမျှမျှတတလှုပ်ဆောင်ကျင့်သုံးမှုဒီဓမ္မစရိယာသမစရိယာမျှတပြီးတော့တရားမျှတမှုကဘာကြောင့်ဖြစ်အကြောင်းမဲ့ဖြစ်လာသလားအဲ့ဒါရဲ့ဆန့်ကျင်မဲ့မတရားမှုနဲ့မမျှတမှုဆိုတာဘာကြောင့်ဖြစ်လဲအကြောင်းမဲ့ဖြစ်တာလားမြတ်စွာဘုရားမတရားမှုကိုအဓမ္မစရိယာလို့မမျှတမှုကိုဝိသမစရိယာလို့ဒီစကားနဲ့သုံးပြီးတော့ဟောတာဖြစ်တယ်မမျှမတဖြစ်တာဘာကြောင့်ဖြစ်ရလဲမတရားတာဘာကြောင့်ဖြစ်လဲအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးတဲ့ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟာဝေသာလိနိုင်ငံမဟာဝနဆိုတဲ့တောအုပ်ကြီးထဲမှာရှိတဲ့ကုတ္တခါရသာလာဆိုတဲ့ကျောင်းမှာသတင်းသုံးနေတဲ့အချိန်အဲ့ဒီဝေသာလိမှာအုပ်စိုးတဲ့မင်းတွေထဲမှာမဟာလိဆိုတဲ့လိဆွေမင်းသားကြီးဟာထင်ရှားတယ်အဲ့ဒီမဟာလိဆိုတဲ့လိဆွေမင်းသားခေါင်းဆောင်တဦးဖြစ်တယ်သူကမြတ်စွာဘုရားစီရောက်တဲ့အခါမှာမေကွန်းမေးတယ်အဲ့ဒီမေကွန်းကိုမြတ်စွာဘုရားဖြေထားတယ်သူမေးတဲ့မေကွန်းကဘာတော့ဆိုရင်လောကမှာတဲ့ဆိုးရုပ်တဲ့အလုပ်တွေတရားမမျှတတဲ့မတရားမှုလုပ်ရက်တွေဘာကြောင့်ဖြစ်နေရသလဲဒီမေကွန်းကိုအရင်မေးတယ်နောက်ပြီးတဲ့အခါမှာတရားမျှတမှုနဲ့ဆိုတဲ့အလုပ်တွေရောဘာကြောင့်ဖြစ်နေရသလဲမတရားမှုတွေကဘာကြောင့်ဖြစ်သလဲတရားမျှတမှုတွေကရောဘာကြောင့်ဖြစ်နေသလဲမြတ်စွာဘုရားကိုဒီမေခွန်းမေးတာအဲ့တော့မေးတော့မြတ်စွာဘုရားဘာနဲ့ဖြေခဲ့သလဲဆိုတာကိုမှတ်သားဖို့ဒီကနေ့နော်ဒီသုတ်တန်ကမဟာလိသုတ်တန်လို့ခေါ်တယ်သူ့နာမည်နဲ့ပဲပေးထားတယ်နိကေ9ရက်ထဲမှာအင်္ဂုတ္တရနိကေလို့ဆိုတဲ့သုတ်ပေါင်း9000ကျော်ရှိတဲ့နိကေထဲမှာမှတ်တမ်းတင်ထားတာဖြစ်တယ်အချက်10ချက်ပါတာဖြစ်သည့်အတွက်ကြောင့်တတကနိဗ္ဗာန်လို့ခေါ်တဲ့10စုသတ်မှတ်ထားတဲ့အခန်းထဲမှာပါရှိတယ်ပေါ့နော်အဲ့ဒီမှာပထမဆုံးတရားမမျှတမှုမလုံးတဲ့အလုပ်တွေကိုလုံးနေမှုတွေဟာဘာကြောင့်ဖြစ်သလဲမကောင်းတဲ့ဘက်ကိုအရင်မေးတော့မြတ်စွာဘုရားဖြေတာလေးကိုအချင်းချင်းလေးပဲမှတ်ကြည့်လိုက်တရားမမျှတမှုတွေဖြစ်နေတဲ့အဓိကအကြောင်းရင်းကဘာလဲလို့ဆိုရင်နံပါတ်1ကလောဘလူတွေရဲ့စိတ်ထဲမှာလိုချင်တတ်မဲ့မှုလောဘဆိုတာတရားတဲ့လောဘဆိုတာမရှိဘူးလောဘမှန်ရင်မတရားတဲ့လောဘကြီးပဲအကုန်နော်။ဘာကြောင့်မတရားဘူးလို့ပြောတာတွေ့တာမှုတွေလိုချင်မှုတွေသိမ့်ပိုက်မှုတွေဟာဒါလောဘတွေပဲ။ဒီကနေ့ခေတ်တေချာစဉ်းစားကြည့်လိုက်အနောက်တိုင်းနိုင်ငံတွေမှာဘာကြောင့်လက်နက်ကြီးတွေတကားကားနဲ့စစ်ပြင်နေကြလဲသိလား။အမေရိကန်ကအီရတ်ကိုဘာကြောင့်ဝင်တိုက်တယ်လဲ။နော်ရခိုင်တော့ကနိုင်ငံတွေကိုဝင်ရောက်ပြီးတော့တိုက်တယ်ဘာကြောင့်တိုက်လဲခွန်ကြီးတို့ဂျာမနီနိုင်ငံရောက်တုန်းကအီရတ်နိုင်ငံကိုအမေရိကန်ဝင်တိုက်ပြီးကစားဂျာမနီရောက်တော့မေးကြည့်တယ်ဂျာမန်တွေကိုမေးကြည့်တယ်ဘာဖြစ်လို့
အီရတ်ကိုအမေရိကန်တိုက်ထားတော့တခြားအမေရိကန်အကြောင်းပြတာတော့သူ့နည်းနဲ့သူ့အကြောင်းပြမယ်ဂျာမန်လူမျိုးတွေဘုန်းကြီးမေးတိုင်းဖြေတဲ့အဖြေကတော့ဘာလို့ဆိုရေနံလိုချင်လို့တဲ့အဲ့လိုပဲဖြေတယ်နော်အမေရိကန်ပိုင်တဲ့ရေနံတွင်းတွေရှိတယ်လေအဲ့ဒီရေနံတွေကိုလက်ဝချီအုပ်ချင်လို့တိုက်တာလို့သူတို့ကအဲ့တိုင်းကြီးပဲဖြေတယ်အကုန်လုံးနော်ဝိုင်းမယ်သူတို့ဒါအုပ်လိုချင်တာနော်ဘာပဲဖြစ်ဖြစ်လောကမှာလက်နဲ့ကင်ပြီးတော့ကာကွယ်တယ်ဆိုတာဘာကိုကာကွယ်နေတာတော့ကိုယ်အကျိုးစီးပွားကိုကာကွယ်တယ်ပြောတယ်ကိုယ်အကျိုးစီးပွားကိုကာကွယ်တယ်ကိုယ်အကျိုးစီးပွားကိုကာကွယ်တယ်ဆိုတဲ့လှပတဲ့စကားလုံးကိုသုံးပြီးတော့လောဘနဲ့နှဲ့ချဲ့ခြင်းသာလင်းဖြစ်တယ်အဓိကကမရသေးတာကိုရခြင်းနဲ့ရပြီးရင်သိမ့်ပိုက်ထားခြင်းနဲ့အဲ့ဒါလောဘလို့ခေါ်တယ်ပေါ့နော်လောကလူတွေဟာလောဘဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်ဖို့လောဘသည်တရားသလားမတရားဘူးလားဆိုတာကိုယ့်ကိုစဉ်းစားကြည့်ရမယ်လူတွေဟာပြောလို့ရှိကြတယ်မဟုတ်လားအချစ်နဲ့စစ်တယ်နော်မတရားတာမရှိဘူးလို့ပြောကြပြန်တယ်အဲ့တော့လောဘဆိုတာကိုလိုချင်ပြီဆိုလို့ရှိရင်ရအောင်လုပ်ကြပြန်ကာဝယ်ကြတယ်ကိုကျိုးစီဝါကာဝယ်ဖို့လက်နဲ့တွေကင်ကြတယ်အဓိကလက်တွေကတော့လောဘပဲလောဘကြောင့်တဝမ်းတစ်ခါစားရယုံမြမကအပူသိမ့်စီလာကြတဲ့လူလောကကြီးကိုချစ်ချစ်နော်လူလောကကြီးကိုချစ်ချစ်အိမ်တစ်လုံးကနှလုံးမြေတစ်ခွက်ကနှစ်ခွက်ကားတစ်စီးကနှစ်စီးစွာလို့တဖြည်းဖြည်းတိုးချဲ့လာတာရှိတယ်မရသေးတဲ့လူကလည်းရချင်တယ်ရပြီးသားလူကလည်းထပ်ရချင်တယ်လောဘဟာအဆုံးသတ်တယ်ဆိုတာမရှိဘူးဒါကြောင့်မို့လောဘကိုဥပမာပေးတဲ့အခါမှာမီးနဲ့အလားတူတူတယ်တဲ့မီးဆိုတာလောင်စာထည့်ခြင်းတော့ထည့်လောင်မှာပဲမီးကမလောင်နိုင်တော့ဘူးတော်တော့နောက်ထပ်မထည့်ကြနဲ့တော့လို့ဘယ်တော့မှမငြင်းဘူးထည့်သမျှသူ့လောင်မှာပဲနောက်တစ်ခုကပင်လယ်ကြီးနဲ့အလားတူတူတယ်ပင်လယ်ရဲ့လည်းမြစ်တွေချောင်းတွေကရေတွေကစီးဝင်တယ်ပင်လယ်ကြီးကမငြင်းဘူးမတတ်နိုင်တော့ဘူးငါစီမစီးဝင်လာကြနဲ့တော့ငါမဆန်းတော့ဘူးလို့မပြောဘူးလာသမျှလက်ခံတာလောဘရဲ့သဘောဟာအဲ့တိုင်းပဲတဲ့နော်လာသမျှလက်ခံမယ်ဘီလီယံနာကနေဘီလီယံနာထရီလီယံနာနော်အဲ့ဒါလို့လူတွေဟာလောဘဆိုတာအတော်တတ်သွားတာမရှိဘူးသူတို့ဆိုလို့တယ်ပေါ့လောဘအတော်မတတ်လို့ကိုယ်ပိုင်ဆိုင်မှုတွေကိုတိုးချဲ့ကာကွယ်ဖို့ရလက်နဲ့တွေတိုးချဲ့နေလူလောကကြီးဖြစ်နေတာကိုကြည့်တရားမမျှတာမှုတွေဟာကြီးပွားတိုးတက်လာတယ်ဆိုအဲ့တော့မြတ်စွာဘုရားကဖြေလိုက်တာလောဘကြောင့်လို့ဒီလိုပဲဖြေလိုက်တယ်လောဘသည်တရားမျှတမှုကင်းမဲ့တာတွေကိုမမျှတမှုတွေကိုဖြစ်စေတယ်လို့ဒီတလုံးနဲ့ပဲဖြေထားတယ်တေချာချက်ကြည့်မယ်ဆိုရင်လောကမှာမတရားမှုတွေကလောဘကြောင့်ဖြစ်မတရားမှုဆိုတဲ့မှာထင်ရှားတာကိုကြည့်လိုက်မယ်ဆိုရင်ဥပရိယစံကြယ်မဲ့လောက်ရတည်လောဘကြောင့်နေ့စဉ်နဲ့အမျှရာဇဝမှုတွေခိုးမှုတွေလူရဲမှုတွေတိုက်ခိုက်မှုတွေဆိုတာဒါလောဘကြောင့်ဖြစ်တာလေကြည့်ပါဦးဒါကြောင့်မို့ဒီလောဘတစ်ခုဟာလောကကြီးတစ်ခုလုံးကိုတရားမျှတမှုကင်းမဲ့နေအောင်သွေးဆောင်ဖြာရောက်နေတဲ့ရှင်တွေကတရားဆိုတစ်ခုပဲဖြစ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ဒေါသမုန်းတိမှုအလိုမကျမှုဟာလည်းပဲတုံးနဲ့တူအစမပြေမှုတွေကိုဖြစ်ပေါ်စေတာတယ်အစမပြေမှုတွေဖြစ်စေတာဖြစ်လာတဲ့နဲ့တပြိုင်နက်လူတွေဟာတယောက်ဒုက္ခရောက်အောင်လှုပ်လာကြတယ်ခဏပြောနေကြတယ်ဂျင်းထဲတယ်ဆိုတာအဲ့ဒါမုန်းတိမှုကြောင့်နော်မုန်းတိမှုကြောင့်တယောက်ဒုက္ခရောက်အောင်လှုပ်လာတယ်အဲ့ဒါလို့ဒေါသဟာလည်းပဲတရားမျှတမှုကင်းအောင်ဖြစ်စေတဲ့အကြောင်းတရားတွေမှာကြီးမားတဲ့အရာတစ်ခုဖြစ်အမုန်းတရားကိုအခြေခံပြီးတော့နော်ခုခေတ်ခဏပြောတာ hate speech ဆိုတာနော်
ပါဇက်ကဆဲလို့အာမရလို့လက်နဲ့ရေးပြီးတော့ Facebook ထဲကဆဲသေးတယ်လေ hate speech ဆိုအဲ့တော့ပါဇက်ကဆဲုံနေမကဘူးလက်ကပါရေးပြီးတော့ဆဲတာမျိုးတွေဖြစ်လာတယ်ဒါဘာကြောင့်လို့ဆိုရင်ဒေါသကြောင့်ပဲလောကလူတွေတယောက်နဲ့တယောက်မတည့်ကြဘူးဒုက္ခပေးကြတယ်ဆိုတာဒေါသပဲဒီဒေါသသည်တရားမမျှတမှုတွေကိုဖြစ်ပေါ်စေတယ်နောက်တစ်ခုကဘာလို့ဆိုရင်မောဟဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာတွေးတဲ့နာနဲ့မတွေးတဲ့နာကိုမရွေးချယ်တတ်တာနော်တမန်အပြင်လူတွေကကိုယ့်ကိုသိတယ်လို့ထင်တယ်မသိမပြောတဲ့နာပြောလိုက်ရင်ပြဿနာတက်သွားတယ်မလှုပ်တဲ့နာလှုပ်လိုက်ရင်လှုပ်တဲ့နယ်လို့ထင်ပြီးလှုပ်လိုက်ရင်ပြဿနာတက်သွားပြောတဲ့နာကြတော့မပြောဘူးမပြောတဲ့နာကြတော့ပြောတယ်မလှုပ်တဲ့နာကြတော့လှုပ်တယ်လှုပ်တဲ့နာကြတော့မလှုပ်ဘူးဆိုတဲ့အခါရက်လက်တွေကကိုယ့်ကားတွေဖြစ်လာတယ်ဘဝမှာအစင်မပြေမှုတွေဖြစ်ပေါ်လာခြင်းဟာမောဟကြောင့်ဖြစ်ပေါ်လာလောဘဒေါသကြောင့်ဖြစ်တာထင်ရှားတော့လဲမောဟကြောင့်ဖြစ်တာကိုလူတွေကသိမသိဘူးစီမံကိန်းတွေမှားတယ်စီဝါရေးလှုပ်တာစီဝါရေးလမ်းကြောင်းတွေမှားတယ်ဆင်းရဲကုန်တယ်ဆိုတာဒါမောဟကြောင့်စီမံအုပ်ချုပ်မှုတွေမှားရွံ့နေမောဟကြောင့်မလှုပ်တဲ့နာတွေလှုပ်တယ်မပြောတဲ့နာတွေပြောတယ်မောဟကြောင့်မောဟကလည်းပဲတရားမမျှတမှုတွေကိုဖြစ်ပေါ်စေတဲ့နေရာမှာအင်အားကောင်းတဲ့အကြောင်းတစ်ခုပဲလို့မြတ်စွာဘုရားကသူ့ရဲ့အရင်ကြတာမရှိတော့အခြေမြစ်ကိုဟောပြတာပဲဖြစ်တယ်နော်အခြေမြစ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်အာယောနိသောမနတိကာရလူတွေရဲ့နှလုံးသွင်းဆင်ခြင်မှုကမမှန်ကန်ကြဘူးအာယောနိသောမနတိကာရကိုအင်္ဂလိပ်လို unwise attention လို့ဘာသာပြန်တယ်အသိဉာဏ်ကင်းမဲ့တဲ့နှလုံးသွင်းဆင်ခြင်မှုတွေးတောဆင်ခြင်မှုကနေပြီးဥတည်လာတာပဲဖြစ်တယ်စဉ်းစားတွေးခေါ်မှုတွေမှားယွင်းလာပြီဆိုလို့ရှိရင်မတရားမှုတွေဖြစ်လာတယ်ဒါကြောင့်မို့အာယောနိသောမနတိကာရဆိုတဲ့စဉ်းစားတွေးခေါ်မှုတွေမှားယွင်းလာခြင်းဟာလည်းပဲလောကမှာတရားမမျှတမှုတွေကိုဖြစ်ပေါ်စေတယ်တဲ့တရားမမျှတမှုတွေကိုဖြစ်စေတယ်နောက်ဆုံးတစ်ခုမှမြတ်စွာဘုရားဘာဟောတော့ဆိုမိစ္ဆာပဏိဟိတစိတ်မာယွင်းတဲ့စိတ်တွေသဘောတရားမာယွင်းတဲ့စိတ်ထားမိစ္ဆာပဏိဟိတစိတ်မာယွင်းတဲ့စိတ်တွေသဘောထားဒါဟာတရားမမျှတမှုတွေဖြစ်တယ်ဥပမာမဲ့တရားတွေပေါ်မှာကိုယ့်ရဲ့လှုပ်ဖို့ကိုင်ဘက်တွေပေါ်မှာကောင်းစားပါစေသူစ조사တာတွေအားပေးမယ်ဖြစ်ပါစေအဆင်ပြေပါစေဆိုတဲ့မှန်ကန်တဲ့စိတ်တွေသဘောထားမထားဘဲနဲ့ငါရဲတာသွားမှလားနော်ငါအကျိုးစီးပွားတွေကိုပြတ်အောင်လုပ်မှလားဆိုတဲ့မမှန်မကန်တွေးခေါ်မှုစိုးရိမ်မှုတွေနဲ့လူတယောက်ကြီးပွားတိုးတက်သွားရင်လည်းမကျေနပ်နိုင်မကြည်နိုင်မနာလို့မရှုစိတ်ဖြစ်တယ်အခွင့်အရေးရရင်လည်းကိုယ်သာရခြင်းနဲ့သူများကိုရှယ်မပေးခြင်းဘူးအဲ့ဒီစိတ်ဓာတ်တွေကမမှန်ကန်တဲ့စိတ်ဓာတ်လို့ခေါ်တယ်အေးအတူပူအမြကောင်းတူဆိုးပဲဒီလိုမိတ်ဆွေစိတ်ဓာတ်မထားနိုင်တာဟာလည်းပဲမိစ္ဆာပဏိဟိတစိတ်ပဲစိတ်တွေသဘောထားတွေမှားနေတယ်ကိုလူမျိုးကိုဘာသာစကားကိုယဉ်ကျေးမှုကိုထိမ့်သိမ်းရမယ်လို့သိတာမှန်ကန်တဲ့စိတ်ထားအဲ့ဒီလိုမှန်ကန်တဲ့စိတ်ထားမထားနိုင်လို့ရှိရင်မထားတတ်ဘူးဆိုရင်ဒါစိတ်တွေသဘောထားမှားတယ်လို့ပဲပြောမမှန်ကန်ကန်တွေးတောဆင်ခြင်ရမယ်အမှန်တရားကိုမျက်နှိုးတဲ့စိတ်ရှိရမယ်အမှားနဲ့အမှန်ကိုခွဲခြားသိရမယ်သိပြီးရင်အမှန်ဘက်ကိုစိတ်သဘောထားရှိရမယ်အဲ့ဒီလိုမရှိဘူးဆိုရင်မှားယွင်းတဲ့စိတ်တွေသဘောထားဖြစ်တယ်အဲ့ဒီလိုမှားယွင်းတဲ့စိတ်တွေသဘောထားတစ်ခုဟာလည်းပဲမမျှတမှုတွေတရားမဲ့တဲ့လုပ်ရက်တွေကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကမဟာလိလိတ်ဆွေမင်းမေးတာကိုအခုလိုဖြေတာတော့မြတ်စွာဘုရားမေးတာတို့ဖြေတာတို့
ပိဋကစာပေမှာပါဠိလိုသာမှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့အဲ့တော့ပါဠိနဲ့တစ်ခုပြောပြရမယ်ဆိုရင်လောဘောဟေတုလောဘောပစ္စယောပပတ္တကမ္မတကရိယာယမကောင်းတဲ့အလုပ်ကိုလုပ်ဖြစ်ဖို့အတွက်လောဘဟာအကြောင်းပဲလောဘဟာအထောက်အကူပဲလို့ဒီလိုဆိုလိုတယ်မြတ်စွာဘုရားအဲ့တော့လောဘတွေဒေါသတွေမောဟတွေအာယောနိသောမနတိကာရဆိုတဲ့မမှန်မကန်နှလုံးသွင်းမှုတွေမိစ္ဆာပဏိဟိတစိတ်လို့ခေါ်တယ်စိတ်သဘောထားမမှန်ကန်မှုတွေဟာလူလောကမှာမတရားမှုတွေကိုဖြစ်စေတယ်ဘယ်သူယင်နေပဲဖြစ်ဖြစ်ဒီလိုမမှန်ကန်မှုတွေဆိုရတဲ့လောဘဒေါသမောဟဆိုတဲ့တရားတွေကိုယ့်ရင်ထဲမှာရှိနေသမျှကာလပတ်လုံးလောကကြီးမှာမကောင်းတဲ့အလုပ်တွေနော်တရားမျှတမှုတွေအေတူပူမြမေတ္တာစိတ်သဘောတရားတွေဘာကြောင့်ဖြစ်ရသလဲလို့ဒီမေးခွန်းကိုတော့မြတ်စွာဘုရားကလောဘရဲ့ဆန့်ကျင်မဲ့အလောဘဆိုတာကိုယ်သာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူး generosity နော်ရရောတယ်အလုံးနဲ့မျှတနိုင်တယ်ဆိုတဲ့စိတ်တွေသဘောထားအဒေါသအလုံးပေါ်မှာအကျိုးစီးပွားလိုလားတယ်ဆိုတဲ့မေတ္တာသဘောတရားအမောဟဘယ်အလုပ်ပဲလုပ်ဘယ်စကားပဲပြောဘယ်လိုပဲတွေးစင်ကြယ်တို့တရားနဲ့လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိမြင်ပြီးတော့တတိတံစင်ဆိုတဲ့အသိဉာဏ်နဲ့ရှင်ပြီးတော့လှုပ်တယ်ယောနိသောမနတိကာရ wise attention မမှန်ကန်ကန်တွေးတတ်တယ်မမှန်ကန်ကန်စဉ်းစားတတ်တယ်ဆိုရယ်ယောနိသောမနတိကာရသမ္မာပဏိတစိတ်ဓာတ်အလုံးပေါ်မှာမှန်ကန်တဲ့စိတ်တွေသဘောထားအဲ့ဒီအလောဘအဒေါသအမောဟအလောဘဆိုတဲ့ရေရောမှုအဒေါသဆိုတဲ့မေတ္တာအမောဟဆိုတဲ့ပညာယောနိသောမနတိကာရဆိုတဲ့မှန်ကန်တဲ့အတွေးအခေါ်သမ္မာပဏိတစိတ်ဆိုတဲ့မှန်ကန်တဲ့စိတ်တွေသဘောထားတဲ့အဲ့ဓာတွေရှိပြီဆိုရင်လောကမှာတရားမျှတမှုတွေဖြစ်လာနိုင်ပါတယ်အဲ့တော့မြတ်စွာဘုရားကဏိကုံးချုပ်အနေနဲ့ဘာပြောလိုက်လဲဆိုရင်နှစ်ခုပေါင်းလိုက်တဲ့အခါမှာအကောင်းနဲ့အဆိုးဘက်ကို5မျိုးအကောင်းဘက်က5မျိုးအဆိုး5မျိုးကလောဘဒေါသမောဟအာယောနိသောမနတိကာရမိစ္ဆာပဏိဟိတစိတ်အကောင်းဘက်ကအလောဘအဒေါသအမောဟယောနိသောမနတိကာရသမ္မာပဏိဟိတစိတ်လို့အဲ့ဒီလိုအကောင်းဆုံး2မျိုးခွဲလိုက်ပြီးစုစုပေါင်းလိုက်တဲ့အခါမှာတရား10မျိုးလို့ဆိုလို့တယ်ပေါ့အဲ့ဒီတရား10မျိုးရှိနေခြင်းကြောင့်လောကမှာတရားမျှတမှုဆိုတာလည်းဖြစ်တယ်မတရားမှုဆိုတာတွေလည်းဖြစ်နေတယ်ဒီ10မျိုးရှိနေသည့်အတွက်ကြောင့်အဓိကလောကကြီးဟာအခုလိုမတူခြားနာကွဲပြားနေတာဖြစ်တယ်လို့မဟာလိဒိသီမင်းရဲ့မေးခွန်းကိုမြတ်စွာဘုရားကအခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ်ဒီသဘောတရားတွေကိုဘုန်းကြီးတို့တွေလေ့လာပြီးဆင်ခြင်သုံးသပ်ပြီးတော့တရားမမျှတမှုကိုဖြစ်စေတဲ့မဖြစ်အောင်တို့တွေဘာတွေတတိဆောင်ရမလဲကိုယ့်ရင်ထဲမှာလောဘတွေမဖြစ်အောင်ဒေါသတွေမဖြစ်အောင်မောဟတွေမဖြစ်အောင်ဒါတွေတတိဆောင်ရမှာဖြစ်တယ်မှန်ကန်တဲ့အတွေ့အခေါ်တွေးနိုင်အောင်မှန်ကန်တဲ့စိတ်တွေသဘောထားနိုင်အောင်တို့တွေကြိုးစားရမှာဖြစ်တယ်ဖယ်ရမယ့်ဟာဖယ်ရှားရမယ့်အရာတွေကိုတို့တွေဖယ်ရှားပြီးကိုယ့်ရင်ထဲမှာနော်ရေရောတဲ့တွေ့တာမှုကင်းပြီးရေရောတဲ့အလောဘအချင်းချင်းပေါ်မှာမေတ္တာထားနိုင်တဲ့အဒေါသအရာရာကိုဆင်ခြင်သုံးသပ်နိုင်တဲ့အမောဟမှန်ကန်စွာတွေးတောနိုင်တဲ့ယောနိသောမနတိကာရ
မှန်ကန်တဲ့စိတ်တွေသဘောထားဆိုတဲ့တမ္မာပဏိတစိတ်ဒါတွေကိုမွေးမြူခြင်းအပြင်တို့တို့ဘဝတို့ရဲ့ပတ်ဝန်းကျင်မှာတရားမမျှတမှုတွေကကင်းဝေးပြီးတော့တရားမျှတမှုတွေကိုတည်ဆောက်နိုင်မှာဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီလိုက်နာကျင့်သုံးကြရမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမသည်အားလုံးအတွက်ဖြစ်တယ်လိုက်နာသူတွေရဲ့အတွက်ဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမသည်ယောဂပျောက်စေတတ်တဲ့ဆေးနဲ့အလားတူတူတယ်ဆေးသည်တောက်သူအတွက်ကျိုးဖြစ်တယ်မတောက်တဲ့ပုဂ္ဂိုလ်အတွက်ကျိုးမဖြစ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမကလည်းလိုက်နာကျင့်သုံးသူအတွက်ကျိုးဖြစ်တယ်ဒါကြောင့်တတိနဲ့ရှေးဥစွာဒီအချက်လက်တွေကိုအာယုစူးစိုက်မှတ်သားထားပြီးအသိပညာနဲ့အ내ဒိဗ္ဗေနားလဲတာကိုယ့်ရဲ့ဘဝမှာမေတ္တာပို့ရအောင်ကဲတတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝေငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေသံကျွေးမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလျောင်းလေးတဲ့ရောရှက်သင်ပြန့်ပိဋိတိဟုသောယနံတို့သည်ပဝါယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း